ဒါလေးကတော့တထက်တို့ Vietnam food court ကိုတားခဲ့ D1 vlog လေးပါအားလုံးပဲမင်္ဂလာပါရှင်စင်ကူကနေပြီးတော့လင်းရင်တနာရီနဲ့မိနစ်40လောက်စီးလာပါတော့ပြီးတော့အခုရောက်ပါပြီ Christmas အချိန်ဆိုတော့ immigration ဖြတ်တာလူတွေအများများပြီးတော့ပေါ့နော်တနာရီကျော်လောက်တန်းစီလိုက်ရတယ်ဒါပေမဲ့အခုတော့ immigration ဖြတ်ပြီးတော့ရောက်ပါပြီhotel check in ဝင်နေဒါလေးကတော့ hotel အခန်းကနေမြင်ရတဲ့ sunset view လေးပေါ့နော် sea view ဆိုတော့ sea back ကိုမြင်ရတယ်တကယ် horizon ဒီဟာနေလှမ်းကြည့်ရင်ဘာမှမရှိဘူးအရင်လာတယ်ရေမိုးချိုးပြီးတော့လက်လာလေးပြင်ပြီးတော့မြို့ထဲကိုတက်ရှောက်လိုက်ကြတယ်ဒါကတော့ sunset town ရဲ့ main နေရာလေးပေါ့နော်ဒီနေရာလေးမှာလမ်းပတ်လျှောက်ပြီးတော့ပုံလေးတွေရိုက်မြို့လေးကတော်တော်စီတယ်ဒီလို performance လေးတွေလည်းတချို့နေရာတွေမှာတွေ့ရတယ်ဒီတိုင်းလေးပဲဒီနားလေးမှာလမ်းလျှောက်ပြီးတော့အေးအေးဆေးဆေးနေလို့ရတယ်ပေါ့နော်ခုတော့ Western စားကျင်နေဆိုပြီးတော့ Google ကနေပြီးတော့ review ကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုရှားလိုက်တယ်ပြီးတော့အခုစားနေကြပါပြီမစိုးပါဘူးချောက်လို့ကောင်းတယ်သူဆိုင်လေးရလေဈေးလေးလည်းမစိုးဘူးစားလို့လည်းဘိုက်ပြေးသွားရောမြို့လေးထဲမှာလက်ပတ်လျှောက်ပြီးတော့ဓာတ်ပုံလေးရိုက်ကြရပေါ့နော်ပဲများကျင်တော့ပေါ့နော်ခကြီးမသွားခင်ကမှဖက်နှက်အသေးဝယ်ပြီးတော့စီးလာတာခြေထောက်ပေါက်တော့အပလာစဝယ်ပြီးတော့ကတ်လိုက်ရတယ်ကလည်းပြီးတော့မရှောင်နိုင်တော့ဘူးခြေထောက်တွေနာလို့ဆိုပြီးတော့ဟိုတယ်ပြန်ပြီးတော့ဖက်နှက်လဲတယ်ည9နာရီခွဲတိုင်းမှာ fireworks တွေဖောက်တယ်အဲ့တော့ပေါ့နော်လမ်းလျှောက်ပြီးတော့မြို့ပတ်ပြီးတော့ဒီမီးပန်းလေးတွေကြည့်လို့ကောင်းမယ့်နေရာကိုလိုက်ရှာတယ်မြို့လေးကပေါ့နော်ချင်းချင်းလေးရဲ့လမ်းလျှောက်လို့အလွန်အေးချမ်းတာနည်းနည်းလေးတော့ပူတယ်fireworks ကြည့်ဖို့ပေါ့နော်နေရာလေးလိုက်ရှာရင်းနဲ့ကန်ကောင်းပြီးတော့ဒီလူရှင်းတဲ့နေရာတစ်ခုတွေ့ရောလူတိုင်းမသိတဲ့နေရာကနေသွားကြည့်မှာဟုတ်ပြီလား။ညလူတိုင်းမသိတဲ့နေရာရှောက်သွားရှုပ်တွတ်မမောလိုက်တာဒီမှာပဲစောင့်ကြည့်ကြမယ်ဆိုပြီးတော့စောင့်ကြည့်တယ်မိဘတွေလည်းဖောက်ပေါ့နော်မလီလှလိုက်တာဆိုတာအရန်ပဲတက်တော့အပေါ်နားလေးကမြင်ရပေါ့နော်အောင်နာမိဘဆက်တက်လာတာမမြင်ရဘူးအပေါ်ပိုင်းလေးတွေပဲမြင်ရတော့ဒါပေမဲ့တော်တော်လှတယ်ကြည်လဲပြီးသွားရောစောသေးတယ်ဆိုပြီးတော့ပေါ့တော့လက်သေးဆိုင်လေးတွေအများကြီးပဲအဲ့တော့လက်သေးလုတ်ချင်တယ်ဆိုပြီးတော့ဈေးတော်တဲ့ဆိုင်လိုက်ရှာင်းနဲ့Vietnamငွေ4,500ပေါ့နော်စင်ကာဒေါ်လာ$22လောက်ရှိမယ်extension ရဲ့ gel ရဲ့2မျိုးလုံးပေါင်းပြီးတော့ရရပေါ့နော်အဲ့တော့တန်နေဆိုပြီးတော့လုတ်လိုက်တယ်အဲ့လည်းပြီးတော့မနေ့ပြန်လဲပြင်မဲအောင်မဲဆိုပြီးတော့ hotel လေးပြန်ပြီးတော့အနားယူလိုက်ပါတယ်နောက်ဆုံးဒီကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်